အရင်ဆုံးကျွန်တော် Apple CarPlay ချိတ်တော့မယ်ဆိုရင်ကျွန်တော် Bluetooth တော့ချိတ်ပေးရမှာဖြစ်ပါတယ်ခင်းတော့ဒီတီနဲ့တော့ဝင်ပြီးတော့ဒီဖုန်းမှာ connect to CarPlay ဆိုရပေါ်လာတာလေးကို connect နှိပ်ပေးရမှာဖြစ်ပါတယ်အဲဆိုတော့ဒါ CarPlay ချိတ်ပါပြီပေါ့နော် CarPlay မှာဆိုရင်လည်းကျွန်တော်ဒီမှာ Google Map သုံးလို့ရမယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီ platform message platform software ဖြစ်တဲ့ဒီ Viber တို့ WhatsApp တို့ Zoom တို့ပါသုံးလို့ရမှာဖြစ်ပါတယ်